ကြီးတဲ့တွေ့ချုပ်ခံစားဒုက္ခခက်ခဲညာကိုယ်ရဲ့ချီလို့ပြဿနာတွေကြီးလို့လေဒီလောကကြီးရဲ့ထမကျွန်ုပ်သက်ရှင်နေတယ်မဟုတ်တိုင်းတဲ့ထမကိုယ်တော်သူရှိတယ်အစနေဦးခဲ့အောင်လောကကြီးရဲ့တွေ့ချုပ်ခံစားဒုက္ခခက်ခဲညာကိုယ်ရဲ့ချီလို့ပြဿနာတွေကြီးလို့လေဒီလောကကြီးရဲ့ထံမှာကျွန်ုပ်သက်ရှင်နေတယ်မုန်တိုင်းရဲ့ထံမှာကိုယ်တော်သူရှိတယ်လောကဘမှာရှိတဲ့သူတဲ့ကျွန်ုပ်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီးမြှောက်လို့ပါတယ်တာ၍ချီးမြှောက်လို့ပါတယ်မဆိုးရင်တော့ဘူးဘယ်ရာကိုမှတရားရရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမတတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတတ်နိုင်တယ်ယုံကြည်စိတ်ချနေတယ်အစနေတယ်ခရောလောကကြီးတဲ့တွေ့ချုပ်ခံစားဒုက္ခခက်ခဲညာကိုယ်ရဲ့ချီလို့ပြဿနာတွေရှိလို့လေဒီလောကကြီးရဲ့ထံမှာကျွန်ုပ်သက်ရှင်နေတယ်မုန်တိုင်းရဲ့ထံမှာကိုယ်တော်သူရှိတယ်ဝခံပါဝစားနေဒီလောကကြီးရဲ့တွေ့ချုပ်ခံစားဒုက္ခခက်ခဲညာကိုယ်ရဲ့ချီလို့ပြဿနာတွေရှိလို့လေလောကကြီးရဲ့ထံမှာကျွန်ုပ်သက်ရှင်နေတယ်မုန်တိုင်းရဲ့ထံမှာကိုယ်တော်သူရှိတယ်လောကကြီးရဲ့ထံမှာရှိတဲ့သူကျွန်ုပ်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီးမြှောက်လို့ပါတယ်တာ၍ချီးမြှောက်လို့ပါတယ်မဆိုးရင်တော့ဘူးဘယ်ရာကိုမှတရားရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတဲ့နိုင်ရဲ့ဆိုရင်တော့ဘူးဘယ်ရာကိုမှတရားရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတဲ့နိုင်ရဲ့ယုံကြည်စိတ်ချနေတယ်လောကဘက်မှာရှိတဲ့သူတဲ့ကျွန်ုပ်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီးမြှောက်လို့ပါတယ်တာ၍ချီးမြှောက်လို့ပါတယ်ဝကမောလောကဘက်မှာရှိတဲ့သူတဲ့ကျွန်ုပ်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီးမြှောက်လို့ပါတယ်တာ၍ချီးမြှောက်လို့ထပ်ပြီးတော့ဝကရလောကဘက်မှာရှိတဲ့သူတဲ့ကျွန်ုပ်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီးမြှောက်လို့ပါတယ်တာ၍ချီးမြှောက်လို့ဆောရကဝကမောလောကဘက်မှာရှိတဲ့သူတဲ့ကျွန်ုပ်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီးမြှောက်လို့ပါတယ်တာ၍ချီးမြှောက်လို့ပါတယ်
ဖြစ်ဘူးအသစ္စာမပြတ်ဘူးကိုတော်ရှင်ကကတိတော်တိုင်းကိုတော်တန်နိုင်နေယုံကြည်စိတ်ချနေတယ်ဒီနေ့ထိုဘုရားသခင်ကဘယ်တော့မှသစ္စာမပြတ်တဲ့ဘုရားဖြစ်ပါတယ်အမြဲတမ်းသစ္စာဂတိကြည်နေတဲ့ဘုရားဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ကိုမစိုးရိမ်နေလို့ပြောထားတယ်ဒီနေ့တကယ်ကိုတည်တဲ့ဘုရားဖြစ်ပါတယ်ပြန်လည်ခံရအောင်မစိုးရိမ်တော့ဘူးမစိုးရိမ်တော့ဘူးဘုရားကိုမှတဏှာရရှိဘူးကိုယ်တော်ရဲ့ဂတိတော်များအသက်ဆောင်မဖြစ်ဘူးကိုယ်တော်ရှင်ကကတိတော်တိုင်းကိုယ်တော်တန်နိုင်နေမစိုးရိမ်တော့ဘူးမစိုးရိမ်တော့ဘူးဘယ်ရာကိုမှတရားမရှိဘူးကိုယ်တော်ရဲ့ဂတိတော်များအသက်ဆောင်မဖြစ်ဘူးကိုယ်တော်ရှင်ကကတိတော်တိုင်းကိုယ်တော်တန်နိုင်နေနောက်ဆုံးတစ်ခါကိုခံပါဦးမစိုးရိမ်တော့ဘူးဘယ်ရာကိုမှတရားမရှိဘူးကိုယ်တော်ရဲ့ဂတိတော်များအသက်ဆောင်မဖြစ်ဘူးကိုယ်တော်ရှင်ကကတိတော်တိုင်းကိုယ်တော်တန်နိုင်နေယုံကြည်စိတ်ချနေတယ်ကိုရောယေရှုတင်တယ်ကိုရောဖခင်ရဲ့ပြင်ဆင်ပေးခြင်းကြောင့်ကိုရောဖခင်ရဲ့နှုတ်ကပတ်ထဲမှာမိန့်တော်မူတဲ့အတိုင်းဒီလိုမစိုးရိမ်နဲ့လက်ပြန်ဖို့ကိုမစိုးရိမ်နဲ့လို့ကိုရောဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အတိုင်းဒီနေ့ကိုရောဖခင်သခင်ရဲ့မဆာခြင်းကြောင့်ဒီနေ့ကျွန်တော်တို့ဟာဘယ်ရာကိုမှစိုးရိမ်စရာမလိုဘဲနဲ့ဒီနေ့ကိုရောဖခင်ရဲ့ဗိမာန်တော်ထဲမှာစိတ်နှလုံးချွေးမဲ့တဲ့လွတ်လွတ်လပ်လပ်ပေါ့ပါစွာနဲ့ကျွန်တော်တို့တိုးဝင်ခွင့်ရလို့ကိုရောကိုယေရှုတင်တယ်ဒီနေ့ကိုရောဖခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တိုးဝင်ရခြင်းကပို့ပြီးတော့ကျွန်တော်တို့သက်တာထဲမှာလုံခြုံမှုရှိတယ်ပို့ပြီးတော့ကျွန်တော်တို့ကိုလမ်းမှန်ကိုပို့ဆောင်ပေးတယ်ကိုရောဖခင်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ခံစားတည်တွေ့စေလို့တဲ့ကြောင့်ကိုရောကိုယေရှုတင်တယ်ပါဗျာဒီနေ့ကျွန်တော်တို့လောကဘက်မှာရှိတာတဲ့ဒီနေ့ကိုရောဖခင်ဘက်ချမ်းမှာရှိတဲ့သူကဒါရွေ့ကြီးနေတယ်ကိုရောဖခင်မိတ်တော်မူတဲ့တိုင်ဒီနေ့ကိုရောဖခင်ရဲ့ခြေစည်းကိုချီးမွမ်းတယ်ကိုရောဖခင်ရဲ့မဆာခြင်းကြောင့်လည်းဒီနေ့ဒီနေရာမှာကျွန်တော်တို့ရည်တည်ပြီးတော့ကိုရောကိုချီးမွမ်းသောမနာပြုခွင့်ရလို့လေကိုရောကိုယေရှုတင်တယ်ကိုရောဖခင်ရဲ့ရှေ့တော်မောက်ထိန်မှာတကယ်ကိုရောကိုဆာခဲ့တဲ့နှလုံးသားအဖြစ်တိုးဝင်လာကြတဲ့သူအယောက်ချင်းစီတိုင်းပေါ်မှာလဲဟာလာတဲ့ပြန်မတူတဲ့ကောင်းချီးမင်္ဂလာများနဲ့ကိုရောဖရှိပေးသနာတော်မူပါဒီချီးမွမ်းခြင်းအလင်းမှာလဲဝိညာဉ်တော်ဖခင်သူပါရှိပေးလို့ယေရှုတော်ဘောင်းကိုချီးမွမ်းရင်းနဲ့ချီးမွမ်းခြင်းကိုးကွယ်ခြင်းအလုံးစုံကိုဖခင်လို့ရတဲ့ဆုတောင်းတဲ့အခါမှာယေရှုနာမနဲ့ဆုကိုတောင်းလျှောက်ပါရပါဗျာတခင်အာမင်အားလုံးကိုဘုရားရှိခိုးပေးပါစေအားလုံးနဲ့ချမ်းသာပါ